လူရွေးမှန်လို့ချစ်ခံရတဲ့အပြင်အပန်းဖြေကျွမ်းပိုင်ရှင်ကတော့ဖြစ်နေလို့အမျိုးသမီးအများစုအားကျနေရတဲ့ခင်လေးနွယ်အားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်တစ်ချိန်ကဇက်ကားရီမှာတရုတ်ဆောင်ခဲ့တဲ့လီဆူမင်းသမီးလေးခင်လေးနွယ်ကအခုတော့အပန်းဖြေကျွမ်းပိုင်ရှင်ဖြစ်လောက်ကန်နေတာပါကျွန်းစုတွေကိုခီးထွက်ဖို့အတွက်ငွေအကုန်ကြများပေမဲ့ခင်လေးနွယ်ကတော့လှပတဲ့ကျွန်းမှာတာယာတဲ့ရှုခင်းတွေကိုနေတိုင်းမြင်ခွင့်ရတဲ့အပြင်ခင်မွန်တဲ့ကလည်းဂရုစိုက်ပေးရကြောင်းသူ့ရဲ့ဘဝကိုအားကျနေကြတာပါခင်လေးနွယ်ကအပြိုကြီးဘဝနဲ့ရက်တည်ခဲ့ပေမဲ့လူရွေးမှန်ကန်တာကြောင့်ပဲအခြားသောခရိုနီဂရော်တွေထက်သူ့ဘဝကိုပို့ပြီးသဘောကျနေကြတာပါဝေဖန်တန်ဒီများပြားလွန်းတဲ့လူအတိုင်းဝိုင်းထဲမှာခင်လေးနယ်ကအသက်40နီးနားကပ်နေတဲ့အထိအပြိုကြီးဖြစ်ဂုံတိတ်ကရှိရှိနေထိုင်လာခဲ့ပြီးမှလက်ထပ်ခဲ့တာပါခင်လေးနယ်ကသူ့ရဲ့ခင်မွန်းတဲ့ဖြစ်လာမဲ့သူရဲ့ကန့်လန့်မှုကိုချက်ချင်းလက်မခံခဲ့ဘူးရှင်အများကြီးစဉ်းစားပြီးမှလက်ထပ်ဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ကောင်းတေချာလိလာခဲ့တာလို့လည်းဆိုပါတယ်ခင်လေးနွယ်ကအသက်40နာနီးကပ်တဲ့အပြိုကြီးအဖြစ်နေလာပေမဲ့သူ့ကိုလာရောက်ကန့်လန့်သူအမျိုးသားကပထမအိမ်တောင်ရှိဖို့တဲ့တခုလက်အမျိုးသားတူဖြစ်နေတာပါအပြိုကြီးလှုပ်လာပြီးမှတခုလက်ယောက်ျားကိုများယူရသလားဆိုပြီးဝိုင်းဝန်းကဲရကြမဲ့စကားတွေကိုခင်လေးနွယ်ကလည်းကြိုတွေးထားခဲ့မိပါတယ်ပထမအမျိုးသမီးနဲ့ကင်းကင်းရှင်းရှင်းဖြစ်တာတေချာမှလက်ခံခဲ့တာဖြစ်တဲ့အပြင်သူတို့ကြားမှာတန်ရုံးစင်တွေလည်းရှိခဲ့ရဲ့ရှင်တေချာစဉ်းစားပြီးတဲ့နောက်မှာတော့ဒီအချစ်ကိုလက်ခံဖို့ဆုံးဖြတ်ပြီးတဲ့နောက်ဆုံးမှလက်ထပ်လိုက်ကြပါတယ်သူ့ရဲ့ခင်မွန်းတဲ့ကအပန်းဖြေကျွန်းတွေကိုပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တထေးကြီးတူဖြစ်ပါတယ်ခင်လေးတွေကကျွန်းပိုင်ရှင်တထေးကိုပတ်စံမဲ့လို့ယူတာမဟုတ်ပဲအုံနောက်နဲ့စဉ်းစားပြီးတော့ရွေးချယ်ခဲ့တာကြောင့်အခုတော့ကျွန်းပိုင်ရှင်ကတော့ဖြစ်လှပတဲ့ကျွန်းကြီးပေါ်မှာနေထိုင်ခွင့်ရသွားခဲ့တာပါခင်လေးတွေရဲ့အပန်းဖြေစခန်းကပြည်တွင်းခီးသွားတွေကိုတာမကနိုင်ငံခြားခီးသွားတွေကိုပါဝန်ဆောင်မှုပေးနေပါတယ်ကော်တောင်းပတ်ချမ်းဖြစ်လို့ထိုင်းနိုင်ငံရနောင်းနဲ့လည်းနီးသလိုနိုင်ငံတကာခီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်လို့ဝင်ငွေလဲကောင်းမွန်နေတာပါအပန်းဖြေကျွန်းပေါ်မှာနေထိုင်ရတဲ့ခင်လေးတွေရဲ့နေ့စဉ်ဘဝကတော့အမျိုးသမီးအများစုရဲ့အိမ်မက်ထဲကစိတ်ကူးလိုဖြစ်နေပါတယ်ဝင်ငွေလဲကောင်းတဲ့အပြင်တာယာတဲ့ကျွန်းပေါ်မှာလည်းနေရပြီးခင်မောတဲ့ကလည်းအလိုလိုက်တာကြောင့်လက်ရှိမှာအားအကျရဆုံးမင်းသမီးကစိမ့်ဆိုင်ပိုင်ရှင်တွေထက်ခင်လေးတွေပဲဖြစ်နေတာပါသူတို့ရဲ့ကျွန်းအနီးမှာဆလုံလူမျိုးတွေလည်းရှိပြီးမကြာခဏလာရောက်လဲပတ်လေးရှိပါတယ်စီးပွားရေးမှာအမျက်ထွက်ဖို့တခုတည်းမဟုတ်ဘဲဒေသခံတိုင်းရင်းသားတွေရဲ့ဘဝကိုပါစာနာနားလည်ပေးနိုင်သူဖြစ်လို့ရေငုပ်ပြီးငါးရှာတဲ့ဆလုံလူမျိုးတွေရဲ့လူနေမှုဘဝမြင့်မားရေးအတွက်လည်းတစ်ဖက်တစ်လမ်းကနေကူညီပေးချင်နေတာပါခင်လေးတွေရဲ့ဘဝကဇာကားတွေမရိုက်တော့မှပို့ပြီးအေးချမ်းတွေကတခေတ်ထဲမှာပေါ်ခဲ့တဲ့မင်းသမီးတွေလည်းသူ့ကိုအားကျနေကြပါတယ်ဇာကားတွေရိုက်ကူးခဲ့စဉ်ကအရန်အောင်မြင်တဲ့မင်းသမီးမဟုတ်ပေမဲ့အိမ်တောင်ရေးမှာလူရွေးမှန်ဖို့ပဲလိုအပ်ကြောင်းခင်လေးတွေကတက်တည်ပြသွားခဲ့တာပါတခုလည်းအမျိုးသားကိုလက်ထပ်ထားပေမဲ့ပျော်ရွှင်နေရကအရာရာကသူ့သဘောအတိုင်းပဲဖြစ်နေပါတယ်အခြားသူတွေကအပန်းဖြေဖို့အတွက်နိုင်ငံခြားကကျွန်းတွေကိုတမင်ခီးထွက်ရပေမဲ့ခင်လေးတွေရဲ့ဘဝကတော့အဆဆရအဆင်ပြေနေတာပါဈေးကြီးတဲ့အပန်းဖြေကျွန်းကြီးကိုပိုင်ဆိုင်ထားပြီးတဘာဝအလှပတွေကိုနေ့စဉ်ထိတွေ့ခွင့်ရနေတဲ့ခင်လေးတွေရဲ့ဘဝကိုအားကျနေပြီလားဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ